ပြင်သွားမယ်ဒီနေ့ 40 ရိုက်ဖို့သွားနေတယ်40 ရိုက်ဖို့အတွက်3ဘတ်တောင်ဆောင်ထားရတာဒီနေ့ကလေးလေးကိုတခြားတွေ့ရမယ်သူကျမ်းမာရေးအခြေအနေကြောရိုးတွေအဆုပ်တွေကြောက်ကက်တွေအဲ့ဒါတွေအားလုံးမသိစိတ်သိရမယ်လို့လည်းသိရ40ကကလေးကျမ်းမာရေးအခြေအနေရောလူကြီးအခြေအနေရောပြီးတော့အချင်းအနေထားပါသိရမယ်ဆိုတော့ဗမာပြည်ကလေးကိုတခြားတွေ့ရမှာလည်းတော်တော်စိတ်လှုပ်ရှားနေပါတယ်မနေ့ညကလေးကဒီနေ့40ရိုက်ဖို့ပြောနေကြတယ်မနက်ကလည်းအစောကြီးညိုးလာကြတယ်အခုတော့စေကံအစောဆုံးရအောင်သွားဖို့အတွက်ကြိုးစားနေပါတယ်ကားကြီးကတော့ပိတ်နေပါတယ်ကိုပြိုးဝေးရဟိုကြီးကြီးနဲ့ကားမောင်းနေပါတယ်ဒီနှလုံးခုန်တဲ့တိုင်လေးကြားမှာနော်စီးကျဝါချင်းနဲ့အားပြင်းနဲ့ကလေးလေးကကျမ်းမာတယ်မနေ့ကလေးစားကြီးရောလည်းကောင်းတယ်ကဲကလေးလေးမျက်နှာလေးနော်ဟုတ်ကဲ့မျက်နှာလေးကိုဒီနေ့နေရာကြည့်နေကြတယ်နော်ကလေးရချစ်စရာလေးတို့မှာအထိမခံတဲ့တဲလေးရှိရယ်ထိရင်ကြိုက်မှုခရီးဟုတ်လားနော်ဖေးဒီလေးဆက်ထိမခံနေချစ်ဖို့ကောမလေးတကယ်အဖေတို့ပဲနားလုံးနေရတယ်အင်းရကလည်းမှာ40ရချမ်းမ40ရတော့မပြောတတ်ဘူးဒီမှာရရတော့တော်တော်စိတ်ချမ်းသာစရာကောင်းပါတယ်ဆရာမသူကိုယ်တိုင်နဲ့ဓာတ်ပုံတွေရိုက်ပေးတယ်ဗီဒီယိုတွေကိုလည်းကိုယ်ဖုန်းထဲမှာလည်းရိုက်ခွင့်ပေးတယ်အခွေလည်းထုတ်ပေးလိုက်ပါတယ်ပုံလေးတွေကိုလည်းအလှဆုံးဖြစ်အောင်ရိုက်ပေးတယ်အရန်ပြောစရာကောင်းပါတယ်စိတ်အေးလက်အေးနဲ့ကလေးကဓာတ်ပုံလှလှမထွက်သေးဘူးဆိုရင်ပုံလှလှထွက်တဲ့အထိလေးဆောင်ပေးပါတယ်ကြပြောရှင်းရှင်းနဲ့အခုတော့ကလေးလေးကအကျမ်းပါတယ်ကြောရိုးတွေလည်းကောင်းတယ်အဆုပ်တွေနှလုံးတွေအကုန်ကောင်းတယ်ဘိုးကောင်းကောင်းလည်းပြေးတယ်နှကန်းကအကောင်ကမပါဘူးအဲ့တော့ကျန်းကျန်းမာမာလေးနဲ့ရှိနေတဲ့အတွက်ကလေးလေးကိုလည်းကျေးဇူးတင်တယ်ပြောပြီးတော့2ယောက်သားပြန်လာကြပါပြီ